လေယုံမှတောင်ကြီးတနေရာရှိကျုံတိုင်းရွာကလေးဟာတိတ်ဆိတ်ငြိမ်သက်အိမ်မောကြလာပါရွှေတစင်ချောင်းတပီတောင်ကပြန်ဖြစ်စီကလွမ်းစီလေးရဲ့ဆဲလဲတန်းတစ်ချင်းချင်းကကြားရသူရွှေရင်ကိုအေးမြစေပါတယ်မကြခင်အာယုံချင်းလင်းတော့မှဖြစ်ပါတယ်လင်းချက်တို့တကောင်မိတကောင်အချက်ပြကြုံကျူးနေကြပါဘူးတောင်ကြီးတစ်ထောင်အလေးဆောင်တဲ့ကုလကန်နေမင်းကြီးဟာအရှိတ်စုပ်ပါဇိုးစီမှပရမအယောင်တွေးကိုလောကတစ်ပင်ပြုတ်အံ့ချလို့ပြီးပါပြီမိုးလင်းတော်မူဖြစ်ပါချိန်ဆန်လည်းမရှိတော့ပါလားကာလာနဂါးတွေကိုနှိုးမချင်မထဘူးငါကြောင်ကောင်းအောင်သိစေရမယ်တွေ့ပြီကွာအိမ်လိုက်ကြတာကလတိကလမောတရားမရှိရင်တော့အပြစ်
ကဲတထင်းမင်းတို့ထားကြတော့ကဲတထင်းမင်းတို့ထားကြတော့ကဲဟဲ့ဟာဘာသာလဲဟာ这老东西了。哪里变了没？ဒါတော့မသိဘူး။ဟာဘယ်လိုဖြစ်တာလဲ။စူညံနေရပဲ။အမေအိမ်မဆုံးမလုံးမနေနဲ့အခုမီးပေါ်တဲ့ကိုသွားကြည့်အောင်စင်အိုးထဲမှာလဲဆန်တစိမ့်မှမရှိတော့ဘူးစီအိုးထဲမှာလဲစီတစ်စက်တောင်မရှိတော့ဘူးတော့သိရလားဒီတိုင်းငါခန်းနေရမှာလားဟမ်အပြင်းကလည်းထူပါနေညိနေပြီးဝရိယလေးစိုက်ပြီးတောထဲဝင်ကြအောင်မိမယူနေတာမှားပါရဲ့တော်လီဟဲ့ဘိုက်ကလေးတော်နေမလိုက်တော့ကောင်းနေလည်းမရနာကောင်းနေလည်းမနာဆိုးပါလားထဲကမှကွာတစ်ခွက်လောက်ဘေးကလည်းညာသည်သူဆမ်းပါကွာစင်းနေမယ်သွားမယ်ကိုတွေ့ညောင်ရှိပါရင်းချက်စားရင်ကောင်းလားဒါလေးညာကွာသိနေရတယ်ဒီလိုဒီနေများစက်တော်များကနာနာလေးထောက်ထားလိုက်ဟုတ်လားအာလူပါတော့ထားမယ်တော်ရေရတော့ကွာမြန်ရတော့တွတ်ပြီးလာပြီးဟဲ့ရေရောတိုက်ခွဲတိုက်တော့ဟဲ့ပြောမြဆိုပြပါလားငါရိုက်တော့မှာမြန်ရတော့တွတ်ပြီးလာပြီးဟဲ့ရေရောတိုက်ခွဲတိုက်တော့ခုနကတော့နဲ့တော့လာနေပြီဝေဟောပြရတော့ပြရတော့ဒါရင်ကတော့ပြကြတော့ကောင်းစိုးကောင်းနေတာဒီဆိုတော့ရင်းတို့လက်ခံတော့ဝေးရကိုပြေးအောင်ပါလေ